ဒီကပ္ပစစက်ယုံကြီး၄ယုံလောက်ရှိတယ်၅ယုံလောက်ရှိတယ်ဒီပဲခူးတိုင်းအခြေကိုသူတို့အနောက်ကနေဝင်လုံးအရှိကနေပဲဒီ ANU ကလည်းတက်မဟာနဲ့တောင်ငူတို့ဟလာတက်မဟာ၃ညောင်လေးပင်တို့ကနေပြီးတော့ဒီပဲခူးတိုင်းရှိကနေညှက်တိုင်နေရတယ်ရှိတယ်အဲ့တော့ဒီအချင်းရမှာတော့တက်မတော်အနေနဲ့ချက်ချက်သိထားမယ်အခု AA ရဲ့နော် PDF ရဲ့နော် ANU ရဲ့ပူပေါင်းဖော်ဆောင်နေတဲ့ပဲခူးတိုင်းရဲ့ဒီစစ်စင်ရေးသာအောင်မြင်သွားခဲ့မယ်ဟေ့ဆိုလို့ရှိရင်တော့တက်မတော်ဒီစစ်ကိုကြော်ဖို့ဟာနည်းနည်းခက်ခဲသွားနိုင်တယ်အခုဆိုရှင်ဒါစစ်ရေးအခြေအနေနဲ့ပြောရမယ်ဆိုရင်အခု AA ကဒီအရှိုက်ကိုထိုးဖို့ကြိုးစားနေတဲ့ဒီကပ္ပစက်ရုံတည်ရှိတဲ့ရက်တွေကိုထိုးလာတဲ့စစ်စင်ရေးရဆိုရင်ဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ဒါအမှန်တိုင်းတော့ပြောရမှာပဲအဲ့တော့ဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုရင်ပထမဦးဆုံးအနေနဲ့တို့တောင်ကုတ်ကနေပြီးတော့ဒီအုတ်ရှစ်ပေထိရောက်ဖို့ဆိုတာကဂျားမှာစခန်းတွေအများကြီးရှိတယ်အဲ့ဒီစခန်းတွေဘာစခန်းတွေဖြစ်လဲပထမဦးဆုံးစခန်းအနေနဲ့ရခိုင်ပြည်နယ်ထဲမှာရှိတဲ့တောင်ပုံကြီးစခန်းဆိုရှိတယ်တောင်ပုံကြီးစခန်းလဲပုံမှန်လည်းပြောရရင်တော့ဟုတ်ပါတယ်အေးတင်လိုက်ပါနော်ဟုတ်ပြီတောင်ပုံကြီးစခန်းအရှိကိုကြော်လာမယ်ဆိုလို့ရစစ်ရဲ့သဘောရကြာသွားပြီဆိုတဲ့ဆိုလို့ရှိရင်တက်ကနောက်ဆုတ်ပေးလိုက်ရတော့ဗျဟုတ်ပြီကလားလက်တို့ရှိရဆက်တိုးလာမယ်ဟဲ့ဆိုအေးကလည်းနော်တော်တော်တိုးလာတာနော်ဒါပုံမှန်လည်းပြောရလို့ရှိရင်တပုံတွေထဲမှာတော့နည်းနည်းလေးပေါ့တတိထားမဲ့တပုံထဲမှာအေးပါတယ်ဗျတိရသူကပါတီပါချက်တော့မလို့သူကဒီစစ်တက်ရှိုက်ကိုထိုးဖို့ကြိုးစားစစ်တွေတို့ကြောက်ဖြူတို့ကိုကြိုးစားပြီးတိုက်နေပေးမယ်လေဒါအယောင်ပြတိုက်တယ်လို့ကျွန်တော်ကသုံးသပ်တယ်တကယ်တမ်းစစ်တပ်မပြိုမချင်းသူတို့ရဲ့အာရခံတွင်းဆိုတော့သူတို့မေ့ထားလိုက်လို့ရတယ်ရခိုင်ပြည်မှာရခိုင်တိုင်းရင်းသားတွေမွဲပြပြီးတောင်းစားဖြစ်မဲ့ဘဝဥစ္စာရောက်သွားမယ်ရခိုင်ပြည်ကိုသိမ်းလို့ရမှာစစ်တပ်မပြိုရခိုင်ပြည်နယ်ရောက်လို့ရခိုင်မှာမလုပ်လို့မရဘူးစစ်တပ်ကြီးပြိုမှရမှာတည်တဲ့အတွက်ကြောင့်စစ်တပ်ပြိုဖို့တော့သူကပဲခူးတိုင်းကိုသူအရာတိုက်မှာဖြစ်တယ်အဲ့ဒါကြောင့်မို့လဲသူရဲ့စစ်စင်ကြီးအဓိကဒီကိုပေါ်ဆောင်လာတာဖြစ်တယ်ဒီတော့ပကံခွဲရတယ်နောက်ဆုတ်ပြလိုက်ရပါပြီအဲ့တော့ပကံခွဲရအရှိကိုဆက်တိုးလာမယ်ဟေ့ဆိုလို့ရှိရင်တော့ညောင်ကျိုးတဲ့နော်ညောင်ကျိုးဆိုတာရွာလေးပြအဲ့မှာတက်စခန်းရှိတယ်အဲ့ဒီတက်စခန်းမှာတော့အင်အားအလုံးရင်းနဲ့တက်ကနေပြီးတော့ခုခံနေတဲ့အတိုင်းအတာလေးရှိတယ်အဲ့တော့ဒီစခန်းကိုမကြဖို့အတွက်ကတက်မလို့ကလည်းစူးစမ်းနေအဲ့တော့ညောင်